မျက်ကြည်လွှာအစားထိုးကုသပြီးနောက်ခွဲစိတ်ကုသခြင်းဆိုင်ရာညွှန်ကြားချက်များခွဲစိတ်မှု၏တစ်ဖက်ချမ်းတွင်သို့မဟုတ်တင့်ဆရာဝန်၏ညွှန်ကြားချက်အတိုင်းပက်လက်အိတ်ခြင်းဖြင့်အနားယူသင့်သည်နှစ်လူနာတွင်အိတ်ဖက်နှင့် A shield ပါရှိသည်တင်ကိုယ်တိုင်ဖွင့်ခြင်းသို့မဟုတ်တင့်မျက်လုံးများကိုလက်ဖြင့်မပုတ်ပါနှင့်သုံးတင့်မျက်လုံးကိုလေဖုံမှုနှင့်နေအောင်ကြည်တံကနေကာကွယ်ဖို့နေကာမျက်မှန်တပ်သင့်ပါသည်လေးအိယာမှတူးညရင်ခင်အနည်းဆုံး3လလောက်မျက်လုံးကိုမတော်တဆမျက်လုံးပုတ်တိုက်ခြင်းမှကာကွယ်ဖို့အမြဲတမ်းမျက်လုံးအကာကိုအမြဲဝတ်ဆင်သင့်ပါတယ်ငါတင့်မျက်လုံးထဲသို့မြည်သည့်ရေကိုမျှဝင်ခွင့်မပြုပါနှင့်6ရေချိုးပြီးသပင်လျှော်နိုင်ပါတယ်မျက်လုံးထဲကိုရေမတူးညရင်အောင်တတိထားပါတင့်ဆံပင်ကိုဆေးတဲ့အခါမှာလည်းတင့်မျက်လုံးထဲကိုရေမတူးညရင်အောင်တားဆီးဖို့တခြားသူကိုလှဲအိတ်ခိုင်းပါခုနမျက်စင်းဆေးမလိမ့်မီလက်ကိုအမြဲဆေးကြောပါ8မျက်လုံးအောက်မျက်ခွန်ကိုဆွဲချကာအောက်မျက်ခမ်းထဲသို့တစ်ဆက်တာကျစေရန်ပလင်းကိုညှစ်ချင်းဖြင့်မျက်လုံးဆေးပေးသည်ဆေးဝါးအများပြားကိုတစ်ချိန်တည်းတွင်အသုံးပြုပါကဆေးဝါးများအကောင်းဆုံးဖြစ်မြောက်စေရန်အတွက်ရင်းတို့ကို9မိနစ်မှ10မိနစ်အထိခြားထားသင့်သည်10ခွဲစိတ်မှုအပြီး6လကြာပြီးနောက်မျက်လုံးကိုပုတ်တိုက်ခြင်းအားသွန်ခွန်စိုက်လေ့ကျင့်ခန်းလုပ်ခြင်းတို့ကိုရှောင်ကျဉ်ပါ7နေရောင်ဖုံမှုလေမီးခိုးကြက်သွန်ဖြူငရုတ်ကောင်းရေနွေးငွေ့နှင့်အပူကဲ့သို့သောပြင်ပအရာများကိုရှောင်ကျဉ်ပါ12ချင်သောအစားအစာများမချက်ပြုတ်ရသေးသောအစားအစာများနှင့်အရမကအမျိုးအစားအလုံးကိုရှောင်ကျဉ်ပါ13တင်းဤစီစဉ်ထားသောစစ်ဆေးမှုအတွက်လာပါတင်းဤပတ်ဆက်ဆေးများမျက်စင်းဆေးများနှင့်မျက်ကြည်လွှာအစားထိုးခြင်းအတွက်လူနာလမ်းညွှန်စာအုပ်ကိုအချိန်တိုင်းယူဆောင်လာပါလူနာသည်ကတွင်းဆေးနှင့်မျက်စင်းဆေးများယူဆောင်လာရမည်တင့်တွင်အောက်ဖော်ပြပါပုံမှန်မဟုတ်သောလက္ခဏာများရှိပါကတင့်ရဲ့ချိန်ရက်မတိုင်မီဆရာဝန်နှင့်ပြသပါမျက်လုံးနီခြင်းသို့မဟုတ်မျက်လုံးအချွဲများတိုးပွားခြင်းမျက်လုံးကအလင်းရောင်ကိုမခံနိုင်ဘူးမျက်လုံးရရန်ခြင်း14မျက်စိကိုတန့်ရှင်းစေခြင်းမျက်လုံးကိုဂွမ်းနှင့်စားရည်သို့မဟုတ်ကြိုထားသောရေဖြင့်ဆေးကြောတန့်စင်ပြီးတစ်နေ့လျင်တစ်ကြိမ်မိနစ်30ခန့်အေးခံထားကာဆိုးဆေးသည်မျက်လုံးထဲသို့မဝင်စေရပါပေးရတယ်မျက်စိတန့်ရှင်းရေး The E Shield နှစ်ပုံမှန်စားရည်3ခွန်းလေး6မွာ4 micropore